အမျိုးသမီးဟာဘူဒါယုံပြောင်းသွားတိုင်းအဲ့ဒီအဖွားအိုကြီးကိုပဲထက်ခါတွေ့နေရလို့အရန်ကိုကြောက်လန့်နေခဲ့ပါတယ်ရထားကအရှိန်နဲ့မောင်းထွက်သွားတာတောင်မှအဲ့ဒီအဖွားအိုကြီးကပြတင်းပေါက်ပြင်ဘက်မှာပေါ်လာမြဲပါပဲအဲ့ဒီအဖွားအိုကြီးကသူမကိုတခုခုတတိပေးနေပုံရပါတယ်ဒေစီကတေချာမမြင်ရလို့ရှေ့ကိုခြေလန်းနဲ့တိုးကြည့်လိုက်ပေမဲ့အဖွားအိုကနောက်ကိုခြေလန်းနဲ့ဆုတ်သွားပါတယ်ဒေစီကအဲ့ဒီနေရာမှာပဲရက်ပြီးသူမကိုစောင့်နေဖို့လမ်းပြောလိုက်ပါတယ်သူမကအနားကပ်သွားဖို့စူးစမ်းလိုက်တိုင်းအဖွားအိုကချက်ချင်းနောက်ဆုတ်သွားပြီးတေချာမမြင်ရမကြားရတဲ့အကွာဝေးတစ်ခုမှာပဲအမြဲနေပါတယ်ဒေစီလည်းဒေါသထွက်လာပါတော့တယ်ဒီအဖွားအိုကသူမကိုတမင်တက်ကစားနေတာတေချာပါတယ်ဒါကြောင့်ဒေစီလည်းနောက်လည်းမကြည့်ပဲလှည့်ထွက်လာခဲ့ပါတယ်ဒါပေမဲ့မိနစ်အနည်းငယ်လောက်လျှောက်ပြီးလို့ပြန်လှည့်ကြည့်လိုက်တဲ့အခါအဖွားအိုကသူမနောက်ကိုလိုက်နေတာတွေ့လိုက်ရပြီးဒေစီဘလောက်မြန်ပြေးအဖွားအိုကချက်ချင်းမိလိုက်နိုင်ပါတယ်ဒေစီဘာလို့ရမှန်းမသိဖြစ်နေအောင်မှာပဲတောင်တက်လာတဲ့အတော်ကြီးတစ်ယောက်ဖြစ်သွားတာကြုံလိုက်ရပါတယ်ဒေစီဟာကယ်တင်ရှင်ကိုတွေ့လိုက်ရတယ်လို့ခံစားလိုက်ရပြီးအမြန်ဆုံးအကူအညီတောင်းလိုက်ပါတယ်သူမကအဝေးကအဖွားအိုစီသွားပြီးအကူအညီလိုလားဆိုတာမေးပေးဖို့အတော်ကြီးကိုတောင်းဆိုလိုက်ပါတယ်ဘာပဲပြောဒီလိုလူသူကင်းမဲ့တဲ့တောင်တော်ထဲမှာတက်ကြီးရွယ်အိုတယောက်ရှိနေတာဟာတိတ်မလုံခြုံလာပါဘူးအဲ့ဒီအတော်ကြီးကလည်းစိတ်တဘောထားပြေဝသူပါသူမကတုံဆိုင်မနေရဲ့ချက်ချင်းသဘောတူလိုက်ပါတယ်မကြခင်မှာပဲသူမဟာအဖွားအိုရဲ့ဘေးနားကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကအဖွားအိုကစကားနဲ့ပြောပြီးတဲ့နောက်မှာအတော်ကြီးကဒေစီကိုကြောက်လန့်တကြားကြည့်ပြီးအော်ဟစ်ကယူသွတ်သွားတယ်လို့မျိုးထွက်ပြေးသွားပါတော့တယ်ဒေစီဟာအဲ့ဒီမြင်ကွင်းကြောင့်အရန်ကြောက်သွားပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်အဲ့ဒီနောက်မလန့်မကန့်ကမြို့ငယ်လေးတစ်ခုကိုရောက်သွားပေမဲ့ပြန်လှည့်ကြည့်လိုက်တဲ့အခါအဖွားအိုကသူမနောက်ကိုလိုက်နေုံပါပဲဒေစီဟာအရန်ကြောက်လန့်ပြီးအနီးနားကတက်ခိုခန်းတစ်ခုရဲ့ကိုပြေးဝင်သွားခဲ့ပါတယ်လူတွေပြည့်နေတဲ့အခန်းကသူမကိုခက်တလုံကြုံမှုပေးနိုင်တာမို့သူမကလူတိုင်းကိုအကြောင်းစုံအမြန်ပြောပြလိုက်ပါတယ်သူမနောက်ကိုထူးဆန်းတဲ့အဖွားအိုတယောက်လိုက်နေကြောင်းနဲ့မြို့ရဲကလူတွေအဲ့ဒီအဖွားကိုတိကျလားဆိုပြီးမေးလိုက်ပါတယ်တက်ခိုခန်းပိုင်ရှင်ကကြည့်လိုက်ပြီးဒါဟာလူစိမ်းတယောက်ဖြစ်ပေမဲ့တော်တော်လေးအသက်ကြီးနေုံရတယ်လို့ပြောပါတယ်အဖွားအိုကဒေစီကိုအနည်းပြုမဲ့ပုံမပေါ်ဘူးလို့လည်းဆိုပါတယ်ပြောဆိုနဲ့ပိုင်ရှင်ကအဖွားအိုကိုအထဲဝင်လာဖို့ဖိတ်ခေါ်လိုက်ပြီးအထင်လွဲတာရှိရင်မျက်နှာချင်းဆိုင်ရှင်းလို့ရတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တက်ခိုခန်းပိုင်ရှင်ကအပြင်ထွက်သွားတဲ့အခါခုနကလိုအဖြစ်အပျက်မျိုးထပ်ဖြစ်သွားပြန်ပါတယ်အဖွားအိုပြောတာကိုကြားပြီးနောက်တက်ခိုခန်းပိုင်ရှင်ဟာဒေစီကိုကြောက်လန့်တကြားကြည့်ပြီးလူယူတယောက်လိုထွက်ပြေးသွားပါတော့တယ်ဒီအဖြစ်အပျက်ကဒေစီကိုတကယ်အကြီးကျယ်ကြောက်လန့်သွားစေပါတယ်သူမဟာအဲ့ဒီနားမှာတက်ခိုခန်းကနေဘယ်မှမသွားဘဲနေဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တညကုန်လုံးသွားတဲ့အခါအဖွားအိုကတခါဝက်ကနေမခွာပဲရက်နေတော့မှာပဲဒါနဲ့ဒေစီကနောက်ထပ်9ရက်ဆက်နေဖို့စည်ရင်သွင်းလိုက်ပါတယ်ဒီအဖွားအိုဘလောက်ကြာတောက်ခံနိုင်မလဲဆိုတာသူမကကြည့်ချင်နေပါတယ်ဒါပေမဲ့9ရက်မြောက်နေ့ရောက်တော့ဆိုင်ရှင်မျိုးသမီးကဒေစီရှိနေတာကြောင့်သူမကိုမောင်းထုတ်ချင်လာပါတယ်အဖွားအိုကတခါဝက်မှာအမြဲတမ်းရက်နေတာကိုအဲ့ဒါကသူတို့စီးပွားရေးကိုဆိုးရွားထိခိုက်စေပြီးအဖွားအိုနဲ့စကားပြောခဲ့တဲ့ဆိုင်မရှင်ဟာလည်းပျောက်ချင်းမလားပျောက်သွားပြီးပြန်မလာတော့ပါဘူးဒေစီလည်းအိမ်ပြန်ဖို့ကားငါးယုံကလွဲပြီးရွေးချယ်စရာမရှိတော့ပါဘူးအိမ်ရောက်တော့သူမအမေကိုအဖွားအိုအကြောင်းပြောပြလိုက်ပြီးဒီထူးဆန်းတဲ့အဖွားအိုကသူမဘဝကိုဆိုးရွားထိခိုက်စေခဲ့ကြောင်းပြောပြပါတယ်အဲ့ဒီအခါသူမရဲ့အမေကရုတ်တရက်ညံကောင်းတဲ့အကြံဒီအဖွားအိုမှာကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုရှိနေတယ်ဆိုတာဒေစီနားလည်လိုက်ပြီးပြဿနာကိုဖြေရှင်းပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့တဘာဝလုံးဖြစ်ရများစုံစမ်းရေးဌာနကိုတွားခဲ့ပါတယ်အဲ့ဒီကအမျိုးသမီးဝန်ထမ်းကအရန်ကိုကျွမ်းကျင်ပိုင်နိုင်သူပါအမှုအကြောင်းသိရပြီးနောက်မှာတော့သူမကအဖွားအိုရဲ့ပုံရိပ်ကိုဖမ်းယူဖို့အတွက်အရေးသွေးမြင့်ကင်မရာတစ်လုံးကိုချက်ချင်းစီစဉ်ပေးပါတယ်ဒါပေမဲ့ဓာတ်ပုံတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့အားလုံးမင်းသက်သွားကြပါတော့တယ်